ကဲမင်္ဂလာပါတကယ်ချင်းတို့ရေဒါမှုချင်းအောင်လို့ခေါ်တယ်မှုချင်းအောင်လို့လည်းခေါ်တယ်အဲ့ဒါမှုချင်းအောင်ခေါ်တယ်အမမှုချင်းအောင်ခေါ်တယ်မှုချင်းအောင်ခေါ်တယ်အမမှုချင်းအောင်ခေါ်တယ်အဲ့ဒါကရက်ပြန်လေးနဲ့စိန်ပြီးတော့နှိမ့်နေရင်လေကင်ဆာတို့ဘာလို့ပကုံပြောက်တယ်ရိုးကင်ဆာထိပြောက်တယ်တဲ့အမရိုးကင်ဆာထိပြောက်တယ်မှုချင်အောင်လို့ခေါ်တယ်ဒီကောင်လေးကိုရက်ပြန်လေးနဲ့စိန်တစ်ပတ်လောက်နေလှမ်းပြီးရတယ်တစ်ပတ်10လောက်နေလှမ်းပြီးရတယ်ကြိုက်တဲ့နေရာတွေလူနှိပ်နေလိုက်ရင်ရိုးကင်ဆာတွေပြောက်တယ်အညောင်းညာတွေတော့အကုန်ပြောက်တယ်ရိုးကြီးပေါင်းတွေလည်းအကုန်ပြောက်တယ်ဒီကောင်လေးကုန်စေးပတ်ဝင်တယ်ခုအတငယ်ချင်းနေမှုမရတော့ဒီကောင်လေးတွေနှုတ်ပြီးတော့ရက်ပြန်နဲ့စိန်လိုက်အောင်မယ်ကျေးဇူးများတင်တယ်အားပေးတာတငယ်ချင်းအားလုံးဘိုင်ဘိုင်